ညီကိုတငယ်ချင်းမိတ်ဆွေတွေကျွန်တော်တို့မနက်ကဆိုလဲကျွန်တော်တို့ဒါ2ရက်တွင်း၄ခုပတ်တီးပေါ့နော်2ရက်တွင်းဖြစ်တဲ့၄ခုပတ်တီးကျွန်တော်တို့ကြားတယ်ညနေပိုင်းမှာလည်းဒီ66ရက်မိတ်ဖက်ကဏ္ဍနေဖြစ်တယ်ကျွန်တော်29မိန်းဩ28 19 16 18စသဖြင့်ပေါ့နော်ကဏ္ဍ9ခွန်းနဲ့ကျွန်တော်ညီကိုတငယ်ချင်းမိတ်ဆွေတွေကျွန်တော်80နှစ်တနေ့ကုန်လဲကျွန်တော်8တလုံးပိုင်းခေါ်ထားတယ်ညနေပဲ2ခု1ချိန်80နဲ့80ခွန်းဒါမိန်းထိုးရမယ်ကဏ္ဍနဲ့ပေါ့နော်ကျွန်တော်ညီကိုတငယ်ချင်းမိတ်ဆွေတွေရလိမ့်မယ်လို့ထင်တယ်ဒီအပေါ်ဆုံးဗီဒီယိုလေးကတော့အပေါ်ဆုံးကဗီဒီယိုလေးကကျွန်တော်ဒါအဲ့ဒီဗရေဒါမင်တီးတဲ့အိမ်ကိုရောက်နေတော့ line ရမကောင်းခင်ဗျအဲ့ဒီကိုရောက်နေလို့เนาะကျွန်တော်တင်ပေးတယ်အဲ့ဒီဗီဒီယိုကြည့်တယ်ဆိုရင်ကျွန်တော်edit လောက်တာလားဘာလားဆိုတော့အကုန်လုံးဒါမြင်ပါပါเนาะဘာမှကျွန်တော်လောက်ထားခြင်းမရှိဘူးဒီတိုင်းလေးပဲအဲ့ဒီဟိုဟာအကျိုးကနန်းထွက်ပြီး3နာရီဝန်းကျင်နားလေးမှာပေါ့เนาะကျွန်တော်အဲ့ဒီဗီဒီယိုကိုလုပ်တယ်လုပ်ပြီးတော့ upload တင်ထားပေးတာပဲပေါ့เนาะဗီဒီယိုကရောက်မတော့တက်မသွားခဲ့တဲ့အတွက်ပေါ့เนาะ cancel ဖြစ်သွားတာအဲ့ဒီဗီဒီယိုကိုတော့ကျွန်တော်ဒီမှာပြန်ပြီးတော့လုပ်ပေးထားတယ်ဒီနေ့အဲ့ဒီဗီဒီယိုလေးပြင်ဒီအောက်က28ရက်နေ့ယူဝေးပြီးသွားတဲ့ပြန်28ရက်နေ့အတွက်1ချိန်နဲ့ဘိုင်ုံလဲကျွန်တော်ပြောပြခဲ့ပြီးဖြစ်တယ်အခုလဲကျွန်တော်ဒါဒီဗရီတာမင်တီးမဲ့အိမ်ကိုကျွန်တော်အခုသွားနေရလို့ပေါ့နော်အခုဗီဒီယိုလေးလမ်းမှာကျွန်တော်အိမ်သားမှာရှိနေတော့မှာကျွန်တော်လိုဘက်က line ကလည်းအရန်မကောင်းခင်ဗျ wifi ဘာညာလည်းမရတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရတဲ့ဟာလေးနဲ့အဆင်ပြေအောင်လို့ကျွန်တော်အကောင်းဆုံးတင်ပေးနေတာဖြစ်တယ်ဒီကိုတကယ်ကြီးမိတ်ဆွေတွေအတွက်ကျွန်တော် 2D3D ချစ်မိတ်ဆွေတွေပေါ့နော်တခြားသော audience တွေကိုတော့ကျွန်တော်မပြောပါဘူးကျွန်တော်အားပေးနေတဲ့ညီကိုတကယ်ကြီးမိတ်ဆွေတွေကျွန်တော်ကိုယုံကြည်လက်ခံတဲ့မိတ်ဆွေတွေချစ်ညီကိုတွေချစ်အန်တီတွေမမတွေညီမလေးတွေအတွက်ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့ကဏ္ဍကိုတော့ပြောပေးထားတယ်အချိန်ကတော့16ချိန်ဖြစ်ပါတယ်ဒီနေ့တော့1ချိန်ဒီ16ချိန်ဖြစ်တယ်ဒါဟိုရပြုတ်ရနဲ့ကျွန်တော်တို့ကတ်ပေါ့နော်အချိုးကဏ္ဍမထွက်သေးတာဖြစ်တဲ့အတွက်တော့ကျွန်တော်ကဏ္ဍစီကြောရဘာလဲဆိုတော့ကျွန်တော်ပြောလို့မရသေးဘူးပေါ့နော်ပုံမှန်မိဖက်ရကဏ္ဍနေဆိုရင်တော့ကျွန်တော်တို့ဒီနေ့ငါပြန်ထိုးရမယ်ကဏ္ဍတွေကခွန်9 5ကိုခွန်9ရှိမယ်5 9ရှိမယ်1 9ရှိမယ်1 6ရှိမယ်1 8ရှိမယ်84ရှိမယ်89ရှိမယ်ပေါ့နော်ဒါဒီကဏ္ဍလေးကတော့ဒါ66နဲ့ဒီ28ရဲ့မိတ်ဖက်ကဏ္ဍလေးပေါ့နော်မိန်ရောတကော်တည်းထုတ်ပေးပါဆိုတော့ကျွန်တော်29ဆိုတဲ့ကဏ္ဍမနေ့ကကြာမသွားတဲ့28ကြောင်မလို့29ဆိုတဲ့ကဏ္ဍကိုကျွန်တော်ထုတ်ပေးပါလိမ့်မယ်ဒါ3ည break သူတို့ကမနက်ပိုင်းအောင်3ည break 5 break 5 break 3ည break သူတို့သွားတာပေါ့နော်အဲ့တော့ညီကိုတကယ်ချင်းမိတ်ဆွေတွေဒီနေ့အချိုးကဏ္ဍမှာဘာကြမလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့ကြည့်ပြီးသွားပြီဆိုတော့မှတင်ပေးပါမယ်ကျွန်တော်စီက break လိုချင်တယ်ဆိုတော့မိတ်ဆွေတွေလည်းအရင်ကတ်နေပါပြီနော် break ဒီဒါ3တလုံးလိုက်တဲ့မိတ်ဆွေတွေကတော့မနေ့တည်းကကျွန်တော်ပြောပြီးတာနော်3ဒီဝေးမယ်လို့ကျွန်တော်ပြောရနော်8လာမှ3ဒီနီးမယ်လို့ကျွန်တော်ပြောခဲ့တာပါမနေ့ကညနေက3ပတ်ဒီကျွန်တော်ပေးတာမဟုတ်ပါဘူးကျွန်တော်ပြောတာကမဖြစ်မနေထိုးရမယ်မင်းရောကွက်ဒီ29 28 1ခွန်16 19ဆိုတဲ့ကဏ္ဍလေးတွေကိုပဲကျွန်တော်ထိုးဖို့လို့တိုက်တွန်းတာဖြစ်ပါတယ်ပတ်တီးကတော့ပတ်ချင်တယ်ဆိုရင်ညနေပိုင်းမှာကျွန်တော်က20ခွန်မိန်းပတ်ဖို့ပြောတာပါ3ပတ်တီးဒီ8လာမှနီးမယ်လို့ကျွန်တော်ပြောခဲ့တာဖြစ်တဲ့အတွက်3ပတ်တီးဒီနေ့စပြီးတော့ကျွန်တော်တို့ဒါပြန်ပြီးတော့လိုက်လို့ရပါပြီနေကုန်းနေတိုက်ကျွန်တော်တို့သွားကျင်တယ်ဆိုတော့မနေ့ကလို့20ခွန်လို့ရနေတဲ့ချိန်ကတော့16ချိန်ဖြစ်ပါတယ်အဲ့တော့ညီကငယ်ကြီးမိတ်ဆွေတွေပေါက်ပါသည်ရပါစေအောင်ပါစေလို့ကျွန်တော်ဆူတောင်းပေးလိုက်ပါတယ်အချိုကနန်းထွက်ပြီဆိုတော့ကျွန်တော်ဗီဒီယိုမလုပ်အားတော့တာဖြစ်တဲ့အတွက် post တော့ကျွန်တော်ရေးပြီးတော့တင်ပေးမယ်အဲ့မှာကြည့်ပြီးတော့ကစားလို့ရပါတယ်နော်ခင်ဗျားအားလုံးပဲပေါက်ကြပါစေ